လူတို့ကအောင်မြင်ခြင်းရောက်ဖို့အတွက်စူးစမ်းကြတယ်ဘွဲတစ်ခုရတယ်မကျေနပ်နိုင်နောက်တဲ့ဘွဲတစ်ခုကိုယူကြတယ်ပတ်စံသိန်း1000နော်ရခဲ့ပြီးနောက်ထပ်သိန်း1000ရောက်ဖို့အတွက်ပြင်ဆင်ကြတယ်အဲ့တော့ဒါလေးကိုနားလေစီခြင်းတယ်ဆရာမတို့တစ်ချက်လောက်ကြည့်ပေးပါဦးဒီမှာဒါလေးပြောပြမယ်ရန်သူကတောင်ထိပ်ရောက်ရင်ကုံသွဲတယ်ပြောမနော်ရန်သူကတောင်ထိပ်ရောက်ရင်ကုံသွဲတယ်အပေးယူလုပ်တယ်ဖယားကတောင်ထိပ်ရောက်ရင်ဗရိညံပြုတယ်မတူဘူးနော်ဒါကြောင့်မလို့လုကာ4ထဲမှာပြန်ကြည့်လိုက်ယေရှုကိုမြင့်လာစွာသောတောင်ပေါ်ကိုခေါ်သွားပြီးတော့မှတိုင်းနိုင်ငံရဲ့ရှိသမျှသောစီးစိမ်ကိုပြပြီးတော့ဘလို့ကုံသွဲလဲငါ့ကိုပြတ်ဖို့ကိုးကွယ်တယ်ဆိုလို့ရှိရင်ဒီရတဲ့အားလုံးပြီးမယ်ဒါကြောင့်မလို့ရန်သူကတောင်ထိပ်မှာကုံသွဲတယ်ဒါပေမဲ့ဖယားကကြတော့တောင်ထိပ်မှာဘာလုပ်လဲဆိုဗရိညံပြုတယ်သူ့ဘက်ကကောင်းကြီးပေးဖို့ရန်အတွက်ပဲလုပ်တာအာမင်ငါတို့ကိုပေးခြင်းသောဖယားရန်သူကကြတော့ငါတို့အထဲထဲမှာဖယားပေးထားတဲ့တန်ဖိုးကိုဖျက်ဆီးလူယူခြင်းသောပုံကိုဖြစ်တယ်အဲ့ဒါကိုသဘောပေါက်ပါတချို့တွေကပတ်စံတွေလည်းရလာပြီဂုံတည်တွေစီးစိမ်တွေအားလုံးရလာပြီအောင်မြင်ခြင်းတွေရလာပြီဆိုသူတို့ရှာတဲ့ရပျော်ရွှင်ခြင်းတတိထားမိလားမသိဘူးမိန်းမတစ်ယောက်နဲ့မတင်းနိုင်တော့မိန်းမ2ယောက်3ယောက်နော်2ယောက်3ယောက်တော့နည်းနည်းနေသွားလားမသိဘူးနော်ရှောလမုန်မင်းကြီးကိုပဲသွားကြည့်လိုက်လေအကုန်စုံသွားပြီသူ့မှာအောင်မြင်ခြင်းငွေစီးအကုန်ရှိတယ်တောင်ရှိသမျှရဲ့အားလုံးရဲ့အထက်မှာရှောလမုန်မင်းရှိတယ်မဟုတ်ဘူးလားဉာဏ်ပညာအကုန်ရှိတယ်အဲ့နေရာလဲရောက်သူရှာတယ်လေမိန်းမဘယ်2000လဲ1000စမစဉ်းစားမိတယ်မိန်းမ1000နဲ့တစ်နှစ်လုံးမှာတရက်တယောက်တွေ့ရင်တော့မှ1000မပြည့်ဘူး365ယောက်ပဲတွေ့ဦးမှာနော်ဘလိုမျိုးများနော်အင်အားရှိတယ်လေလို့ဆရာမစဉ်းစားမိတယ်ဘလောက်တောင်မှမိန်းမတွေကိုနော်ကြိုက်တယ်လေလို့ဆရာမတော်တော်လေးအံ့ဩမိတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီပျော်ရွှင်ခြင်းနောက်ကိုလိုက်နေနဲ့ဉာဏ်ပညာကဘာပေါ်မှာအကြီးဆုံးဆိုတဲ့ပုံကူလဲလဲတာပဲမဟုတ်ဘူးလားရှန်ဆုံလဲကဘာပေါ်မှာခွန်အားအကြီးဆုံးသောပုံကူဖြစ်ပေမဲ့မိမတယောက်နဲ့ဘာဖြစ်သွားပြီလဲလဲတာပဲခွန်အားဘလောက်ကြီးဘလောက်ပဲကြွယ်ဝချမ်းသာတွေရနေပါစေပျော်ရွှင်ခြင်းနောက်လိုက်ရင်အကုန်လဲတယ်ဒါပေမဲ့ဝမ်းမြောက်ခြင်းနဲ့ပျော်ရွှင်ခြင်းတော့မတူဘူးဆရာမဝမ်းမြောက်ခြင်းနဲ့ပျော်ရွှင်ခြင်းဘာကိုပြောတာလဲပျော်ရွှင်ခြင်းဆိုတာခဏပဲခံတယ်ဝမ်းမြောက်ခြင်းကထာဝရခံတယ်ကယ်တင်ခြင်းနဲ့ရှင်တဲ့ဝမ်းမြောက်ခြင်းဟာလေလုယာအဲ့ဒါဝယ်လို့ရတာဝယ်လို့မရဘူးလေအပြင်မှာရှိတဲ့နော်ဆရာမတို့အပြင်မှာရှိတဲ့ပျော်ရွှင်ခြင်းတွေဝယ်လို့ရတယ်ခဏပဲရမှာမိမတယောက်နဲ့အတူတူအိတ်ချင်နေဆိုပတ်စံပေးလိုက်ခဏတော့ရမယ်ပြီးရတာကုန်သွားပြီဒါမှမဟုတ်အခုနော်စိတ်ညစ်နေလို့ကဘာပေါ်မှာအကောင်းဆုံးနော်ဒေါ်လာ1 သန်းနဲ့နော်ကြားဘူးတဲ့ဟာတွေပြောကြည့်တာပါနော်အရက်သွားဝယ်တောက်တယ်ဆိုပါစို့နော်ဝိုင်းလာဘာလာနော်သွားဝယ်တောက်တယ်ခဏပဲပြီးအဲ့ဒါပြီးသွားရင်ပြီးပြီပဲလေဟိုပြောချင်တဲ့အရာကပျော်ရွှင်ခြင်းနောက်ကိုလိုက်ဘလောက်ပဲလိုက်အဲ့ထဲမှာဝမ်းနေခြင်းတွေရှိနေတယ်သို့တော့ဖယားနောက်ကိုလိုက်ဝမ်းမြောက်ခြင်းရှိတယ်ဘယ်တော့မှမပြည့်စည်နိုင်တဲ့လူယူလို့မရနိုင်တဲ့ဝမ်းမြောက်ခြင်းရှိနေတာဖြစ်တယ်ကဲကြည့်အဲ့တော့ငါတို့ဘယ်နေရာကိုတက်နေတယ်လဲဘယ်တောင်ကိုငါတို့တက်နေတယ်လဲဆိုတာစဉ်းစားဖို့ဖြစ်တယ်တွန်းနေအမှုတော်ဆောင်ပဲဖြစ်ဖြစ်တင်ပါမယ်စီးပွားရေးပညာရှင်ပဲဖြစ်ဖြစ်တင်ပါတဲ့ဘယ်နေရာမှာဘလောက်ကြီးကျယ်ခမ်းနားတဲ့အလုပ်တွေကိုပဲလုပ်နေပါစေတင်ဘယ်ရည်ရွယ်ချက်နဲ့ဘယ်နေရာကိုတက်နေတယ်လဲဆိုတဲ့အရာကိုယ့်ကိုမေးဖို့အတွက်ဖြစ်တယ်အာမင်